သက်တာအချိန်နဲ့အချိန်ကအားလုံးစီစဉ်ပေးတဲ့ပြင်ဆင်ပေးတဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုဆိုချီးမွမ်းလိုပါတယ်။နောက်ဒီလင်းပေါ်မှာဝိုင်းသင်းဥစရာကြီးများဒါမှမဟုတ်ဘုရားအသုံးတော်ခံတဲ့ရှားတဲ့နာမည်ကြီးတဲ့ဧဝံဂေလိဆရာများဒါမှမဟုတ်ရင်ကျတို့ခရစ်တော်ရဲ့ခန္ဓာကိုယ်တည်ဆောက်တဲ့နေရာမှာတောင်းအကြီးကြီးယူထားတဲ့ခရံကောင်းဆောင်များဒါတက်ရောက်တဲ့ဒီပလင်ပေါ်မှာကျွန်တော်မတက်ရက်ခွင့်ရပြီးတော့နှုတ်ဘတော်ဝင်ငါခွင့်ရတဲ့အတွက်လည်းပဲအများကြီးယူသားစွာဂုဏ်ယူမိပါကြောင်းလည်းပြောကြလိုပါတယ်ပြီးတော့မြန်မာပြည်တစ်ခွင်လုံးတောင်သွားရင်အချက်ရစရာမရှိတဲ့အစင်တန်းရှိ Praise and Worship Team နဲ့လည်းတွဲဖက်ခွင့်ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်ဇမုန်ကိုင်နဲ့တကွတိခတ်တဲ့ဒီဆိုတဲ့ကျွန်တော်ရဲ့လူငယ်အဖွဲ့ကစင်မြင်ပါတယ်ပရိသတ်ထောင်တောင်းမကရှိတဲ့ပုံစံမျိုးနဲ့သူတို့ဥဆောင်ကြတဲ့အခါမှာဒါယုံကြည်ခြင်းဥယျာဉ်အရေးတွက်နဲ့မကြည့်ဘဲနဲ့တယောက်ချင်းရဲ့ယုံကြည်ခြင်းတယောက်ချင်းကိုတန်ဖိုးထားတဲ့ဘုရားရှင်ရဲ့မေတ္တာဒါကိုသူတို့ဖော်ကျူးတာပြသတာဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ်သူတို့တယောက်ချင်းပေါ်မှာလည်းကျေးဇူးတင်ပါတယ် communication ကစိတ်ရှည်လက်ရှည်နဲ့အမြဲတမ်းကူညီပေးတာလည်းကျေးဇူးတင်ပါတယ်စင်ပူတို့အဖွဲ့ဆိုရင်သူပြောသလိုဆိုရင်တော့တကူလုံးတောင်တွားနှမ်းကြည့်လိုက်ပါဘုရားเจ้าစော်နံနေကြပြီသူတို့နော်ဘုရားเจ้าမှာပဲနေတာများလွန်းလို့ဘုရားเจ้าစော်နံနေပြီအဲ့လောက်ထိဘုရားမှာပဲဘုရားเจ้าမှာပဲကတ်နေတဲ့သူတွေဖြစ်တယ်နောက်ဒီနေ့အထူးတလဲချီးကျူးကျင်တာကတော့ဒီမှာရောက်ရှိတာတဲ့ယုံကြည်သူတူးချင်းပါပဲမနေ့ကလေးကဘယ်နှပွဲမျိုးလဲမသိမနေ့ကပေါင်နာမယ်ပါတဲ့ဆရာကြီးတပါးဟောခဲ့တယ်နောက်လူငယ်ချိန်မှာလည်းပါဝင်ကြတယ်တင်တယ်ပေါင်တယောက်ပဲနောက်မြန်မာချိန်မှာလည်းပဲတပေါင်ထပ်လာတယ်ပေါင်3ပေါင်နဲ့နော်မငီးမငွေ့ပေါ့ကျွန်တော်လူကြံပမလားလို့လေမနေ့ကလည်းနည်းနည်းအချိန် first Sunday ဖြစ်တာတဲ့ငီးကျွန်တော်7 နာရီ2ကနေလောက်မှပြည်တယ်လူငယ်ချိန်စတာနောက်ကျတဲ့အတွက်ပြည်တာနောက်ကျတယ်ဆိုတော့ကျွန်တော်ဆိုတော့တော်လောက်ပြီကျွန်တော်ဆိုပြန်ပြီကျွန်တော်ဒီမှာမရှိတော့ဒါလူမရှိရင်လည်းပဲစောပြေးတာပေါ့လို့ဆိုကျွန်တော်တက်လာတော့လူရှိနေတယ်ကျေးဇူးတော်ကြောင့်ဆိုတော့ဟောခွင့်ရတာပေါ့လေဆိုတော့ချီးကျူးပါတယ်လို့ဘုရားတရားကိုအဲ့လောက်စာငတ်တောက်တတဲ့သူတွေနဲ့စုံစည်းရတဲ့အခါမှာအမတန်မှပျော်မွေ့စရာကောင်းပါတယ်လို့ဘောင်ပွင့်လေးပြင်ဆင်ထားတဲ့အခါမှာမြန်မာလူရိုက်တာတကားလေးအဆင်မပြေဘူးအပြောင်းလဲမရှိရင်တော့ရိုက်ရဲပါတယ်ဒီရောက်မှကွန်ပျူတာထဲဟိုမှာထည့်လိုက်မှအပြောင်းလဲရှိရင်ချစ်ချင်းပြင်ဖို့ကကိုလက်ရာကိုတိတ်မယုံကြည်တဲ့အတွက်ဒီလိုပဲမပြောင်းတဲ့ font တွေနဲ့ရေးထားတာဖြစ်ပါတယ်လို့အဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒီရတဲ့အချိန်လေးမှာပေါ့3 နာရီတော့ကြော်သွားပါပြီအဲ့တော့အချိန်တိတ်မကြာဘူးလို့တော့လိုလင့်ပါတယ်ကြာပုံရှင်လည်းပဲအချက်ပြကြပါကျွန်တော်ဝန်တာအရာပေါ့နော်ရင်းနေဒီမိုကရေစီလည်းပြောနေကြတာဆိုတော့ကျွန်တော်လိုက်ရောပေးနိုင်ပါတယ်လို့ဆိုတော့ဒီနေ့ရွေးချယ်လာခဲ့တဲ့စက္ကထတဲ့ကျမ်းပိုက်ကတော့ရှင်ယောဟန်အခန်းကြီး8 အငယ် 10 11ဖြစ်ပါတယ်ဒီကျမ်းပိုက်ကတော့အားလုံးနဲ့ယဉ်နေပြည်သားဖြစ်ပါတယ်အင်္ဂလိပ်လိုရေးထားပြီးမဲ့ဒီမှာကျွန်တော်မြန်မာကျမ်းစာယူလာပါတယ်မြန်မာကျမ်းစာတွေကနေဖတ်ကြားလိုပါတယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး8 အငယ် 10 11ဖြစ်ပါတယ်ထိုအခါယေရှုသည်ကိုလှန်တော်မူပြန်၍သူမိမတပါအဘယ်သူကိုမျှမမြင်လျင်အချင်းမိမတင့်ကိုပြစ်တင်သောသူတို့သည်အဘယ်မှရှိကြသနည်းသင်၏အမှုကိုအဘယ်သူမျှမစီရင်လောဟုမေးတော်မူ၏သူမိမကလည်းအဘယ်သူမျှမစီရင်ပါသခင်ဟုလျှောက်၏ငါသည်လည်းသင်အမှုကိုမစီရင်သွားလော့နောက်တပံဒုစရိုက်ကိုမပြုနေဟုမိန့်တော်မူ၏ရှင်မသက်မတန်တင်ထားတဲ့ခရစ်တော်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်တယောက်စီတိုက်အတွက်ဘုရားရှင်ကောင်းချီးပေးပါစေကောင်းစဉ်နဲ့အကြောင်းအရာကတော့ title ဆိုပြီး question mark ပေးထားပါတယ်ပြောလို့တဲ့အရာတစ်ခုခုရှိလို့အကြောင်းအရာရင်စဉ်းစားပြီးမှတင်းတော်မဲ့ကျမ်းပိုက်ကိုရှာပြီးဟောတာမဟုတ်တဲ့အတွက်ကောင်းစဉ်မရှိသေးပါဘူးလို့ကျ
ကျန်းစာဖတ်ပြီးမှဒီကျန်းပိုက်ကိုကြိုက်လို့ရွေးလိုက်တာဖြစ်တဲ့အခါမှာခေါင်းစဉ်ကကိန်းရှင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျောင်းဆရာပါဆရာမွန်ကိုင်မိတ်ဆက်ပေးသလိုပဲကျောင်းဆရာပြီးအိမ်စာပေးလိုက်ပါမယ်ကျွန်တော်ဘာခေါင်းစဉ်တိုက်ရင်ကောင်းမလဲဆိုပြီးတော့เนาะအဖြေရှာဖို့ဖြစ်ပါတယ်ယူလာတဲ့ပါလာတဲ့ပြဿနာအားလုံးကျွန်တော်ဖြေရှင်းပေးဖို့အစဉ်သင့်မရှိပါဘူးခုန praise and worship မှာဒုက္ခရှိသမျှစိတ်ဆင်းရဲမှုအားလုံးပြေရော့သွားပြီလို့เนาะကြောက်ွယ်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်အခုကကျွန်တော်ကခေါင်းခဲစရာပြန်ပေးမှာပါဒီတရားပြီးမှပဲဟောရနေလဲပေါ့လေခေါင်းထဲမှာတွေးစရာနဲ့ဒီခေါင်းစဉ်ပါတက်မလဲဆိုပြီးတော့အလုပ်ပေးမှာဖြစ်ပါတယ်ပါလာရဝန်ထုတ်ဝန်ပိုးတွေကျွန်တော်ယူအချဖို့မဟုတ်ပါဘူးဝန်ထုတ်လေးပေးဖို့ဖြစ်ပါတယ်ခေါင်းစဉ်ကိုတူတကွစဉ်းစားဆွေးနွေးဖို့ဖြစ်ပါတယ်လို့အဲ့တော့ကျွန်တော်တို့ဒီကျောင်းမှာကျွန်တော်သူတည်တနာပြုတဲ့အခါမှာစာတန်းလုပ်တဲ့အခါမှာအသုံးပြုတဲ့ဟာတစ်ခုအမှန်တရားကိုရှာဖွေတဲ့အခါမှာနိလအမျိုးမျိုးရှိတဲ့နေရာမှာပေါ့နော်ကျွန်တော်အသုံးပြုတဲ့အရာတစ်ခုကတော့ဥပမာဆာမွန်ခါရဲ့စိတ်နေစိတ်ဓာတ်ကဘယ်လိုပါလဲဆိုပြီးတော့ကျွန်တော်သူတည်တနာပြုမယ်ဆိုရင်ဘယ်လိုဟာမျိုးလဲဆိုတော့သူဘယ်လိုပြောဆိုသလဲနေတိုင်းသလဲအဲ့ဒါကြီးလိတ်လာဒါလဲတစ်မျိုးပေါ့အတိကဒါမဲ့တစ်ခုကပါလဲဆိုရင်ဘာမဟုတ်ဘူးလဲဆာမွန်ခါရဲ့အမူအကျင့်ကဘယ်လိုဟာမျိုးမဟုတ်ဘူးလဲနော်မဟုတ်တဲ့ဟာနဲ့စဉ်းစားတဲ့ဟာတစ်ခုရှိပါတယ်လို့အဲ့တော့အကြောင်းအရာတစ်ခုတရားတစ်ခုခုကိုရှာဖွေတဲ့အခါမှာသိရှိလို့တဲ့အခါမှာဘယ်ကနေစလိမ့်ရှိသလဲဆိုတော့ဘာမဟုတ်ဘူးလဲနော်မဟုတ်တဲ့ဟာတွေနဲ့ပြန်ပြီးတော့ချိန်ထူးကြည့်တတ်တဲ့ကျွန်တော်ကျောင်းမှာသုံးတဲ့အလေ့အထတစ်ခုရှိပါတယ်အဲ့ဒါလေးပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဥပမာတစ်ခုပြောရရင်ကျွန်တော်တို့ကျမ်းစာထဲမှာပါပါတယ်ဘုရားသခင်ဟာလူသားများကိုဖန်ဆင်းတယ်ဟုတ်တယ်နော်အဲ့တော့တရံတော်နဲ့အညီဖန်ဆင်းတယ်တဲ့ဒါပေမဲ့ကျွန်တော်ကျမ်းစာအကြောင်းရောက်တော့တငယ်ချင်းတွေပြောတဲ့စကားတစ်ခုကြောင့်နည်းနည်းတော်တော်လေးစိတ်တူသွားတာကဒီစကားနဲ့ပြောရင်မခံစားနိုင်တာကပေါ့နော်လူဒီမိမိတရားနဲ့အညီဘုရားသခင်ကိုဖန်ဆင်း၏နော်တော့ဟုတ်လားမဟုတ်လားတော့မသိဘူးဘုရားသခင်ဘက်ကဖန်ဆင်းတာတော့လက်ခံပါတယ်လူကလည်းပြန်ပြီးတော့ဖန်ဆင်းတယ်ဆိုတဲ့သဘောဆိုတော့နည်းနည်းစိတ်တူစရာတော့ကောင်းတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့လေဒီမနေ့ဆရာကြီးပေါင်တယောက်ပေါ့နော်ဟောသွားတဲ့အဲမှာတော့ကျွန်တော်တို့ကူးကွယ်တဲ့ပုံစံမျိုးမျိုးရှိတယ်ဘုရားရှင်ကပဲဖြစ်ဖြစ်ကျမ်းစာကပဲဖြစ်ဖြစ်ဘယ်လိုပဲပုံစံနဲ့ကူးကွယ်ရမယ်base ကိုဘယ်သူတီးရမယ် tone ပေါ့နော်ကာစ drum ကိုဘယ်လိုခောက်ရမယ်မပြောဘူး drum သုံးသင့်မသုံးသင့်လည်းမပြောဘူးဒါတွေကလူကကြံစတာအဲ့တော့ကူးကွယ်တဲ့ဘုရားကိုပုံဖော်ရင်းနဲ့တဖြည်းဖြည်းနဲ့တခါတလေဘာနဲ့တူတယ်လဲဆိုရင်လူကပဲဘုရားရှင်ကိုဖန်ဆင်းသလားပေါ့နော်အဲ့လိုဟာမျိုးနည်းနည်းစိတ်တူခြင်းစရာကောင်းတဲ့မိခွန်းလေးတွေနဲ့နော်စားလိုက်တာဒီနေ့ဟောခြင်းပြောခြင်းတာတော့ဒါတော့မဟုတ်ပါဘူးနောက်တစ်ခုကတော့ဘုရားရှင်ကလူသားတွေကိုဖန်ဆင်းတယ်ကျွန်တော်ယုံကြည်လက်ခံပြီးသားမိခွန်း statement တစ်ခုလာပါတယ်လူမရှိရင်ဘုရားမရှိဘူးဆိုတော့နည်းနည်းကြာတော့ဖြစ်သွားတယ်နော်အဲ့တော့လူမရှိရင်ဘုရားမရှိဘူးဆိုတော့လူကပဲဘုရားကိုဖန်ဆင်းတာအဲ့ဖန်ဆင်းတဲ့လူမရှိရင်တော့ဘုရားလည်းမရှိဘူးခုချိန်မှာကျွန်တော်အားလုံးမရှိရင်ကဘာကြီးမှာလူသားတယောက်မှမရှိဘူးဆိုရင်ဘုရားရှိမလားပေါ့နော်ရှိရင်တောင်မှကျွန်တော်မသိဘူးပေါ့အဲ့လိုဟာမျိုးပေါ့ဒီနေ့ဒီအကြောင်းအရာပြောလို့တာမဟုတ်ပါဘူးဘာမဟုတ်ဘူးလဲနော်တမာတရားဆိုတာဘာမဟုတ်ဘူးလဲဆိုတဲ့ဟာမျိုးဥပမာအနေနဲ့ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ရွေးချယ်ထားတဲ့ကျမ်းပိုက်ဇတ်လန်းကတော့အားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့ဒီဥစ္စာမှာဘာဒီပါမလဲဆိုတော့သခင်ယေရှုပါပါတယ်တာလွင်တောင်မှာဖြစ်ပါတယ်မနစ်စောစောဗိမာန်တော်တို့တဖန်ကြော့တော်မူ၍တဲ့လူအပေါင်းတို့ဒီတဲ့လူတွေပါပါတယ်အဲ့တော့လူအပေါင်းတို့ဒီအထံတော်တို့လာကြ၏တဲ့ကြွားခါထိုင်တော်မူ၍စုံမဩဝါဒပေးစဉ်တွင်မာယွန်းချင်းအမှုကိုပြုလက်နေသောမိမတယောက်ကိုတွေးလင်
champions ya do ne Pharisee do di no ai champions ya so chiro kit ma ro tit ma shi ro bu tu kit tu ka ga ro guru di po no ma tan ma lu takaလေးစားတဲ့ပညာရှင်ကြီးတွေဖြစ်တယ်။ Phariseeတွေကြတော့ဘယ်သူမှလိုက်မမီနိုင်တဲ့သူတော်စင်တွေပေါ့နော်။အဲ့တော့တော်တော်လေးသူတို့ကဩဇာလွှမ်းမိုးကြတယ်။အဲ့တော့ခေါ်ခဲ့ရအလယ်၌ထားပြီးမှအရှင်ဘုရားဤမိမသည်နော်မာယွင်ကြီးအမှုကိုပြုစဉ်၌တွင်ပင်တွေးမိပါသည်သူသောမိမကိုကြောက်ခဲတဲ့ပြရမယ်ဟုမောရှိသည်အကျွန်ုပ်တို့ဟာပြင်းရတရား၌စီရင်ထုံးဖွဲ့ပါပြီဆိုတဲ့ဇလံဖြစ်ပါတယ်အဲ့တော့တို့ရတွင်ကိုတော်ဒီအပေသုံးမင်းတော်မင်းဤဟုလျှောက်ကြ၏အဲ့လိုမိကြတဲ့အခါမှာတက်တက်ပညာဇန်းတာတက်တက်သူတို့ဥစားဘယ်လိုခေါ်လဲမြန်မာလိုကြောက်ကွင်းထောင်ထားတာပေါ့နော်ခလုတ်တိုက်မိဖို့အတွက်လှုပ်ကြတာဖြစ်တယ်အဲ့တော့ဒီကျမ်းပိုက်ဒီဇလံလေးကတော်တော်လေးနာမည်ကြီးတဲ့story လေးဖြစ်ပါတယ်လူတကာလည်းစိတ်ဝင်စားတယ်ခုတက်တိလည်းပဲနီးအမျိုးမျိုးနဲ့ဟောပြောကြတဲ့ကျမ်းပိုက်ဖြစ်ပါတယ်gender ဘက်ကြားမှခွဲခြားမှုစနစ်ပပျောက်ဖို့အတွက်လှုပ်ရှားတဲ့သူတွေကဆိုရင်ဒီကျမ်းပိုက်ကိုတော်တော်လေးဝေဖန်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့တခင်ယေရှုစီသူတို့ခေါ်လာတဲ့မိန်းမကမာယွန်းတဲ့မှုကိုပြုတာဘယ်သူနဲ့လဲဆိုတော့ယောက်ျားတစ်ယောက်နဲ့ဆိုရင်ဒီယောက်ျားတစ်ယောက်နဲ့အဲ့ဒီလိုဆက်ဆံတာမာယွန်းတယ်ဆိုရင်စီရင်ဖို့ဆိုရင်ဘာဖြစ်လို့ယောက်ျားမခေါ်လာသလဲပေါ့နော်မိန်းမတစ်ယောက်ကိုပဲခေါ်လာတာအဲ့တော့နှစ်ယောက်မှားတာကနှစ်ယောက်စလုံးအဲ့တော့အခေါ်ကတကယ်ယေရှုရှိတော်ကိုခေါ်လာတာမိန်းမတစ်ယောက်တည်းဒါမိန်းမကိုနေတာပဲနော်gender equality မရှိဘူးနော်အဲ့လိုမျိုးလဲပြောကြတယ်အဲ့လိုဒီကျမ်းချက်တစ်ခုတည်းယူတယ်အဲ့လိုပြောစရာရှိတယ်အမှန်မတော့ဒီမှာကဒီ Pharisee တွေကတခင်ယေရှုကိုတက်တက်စစ်ကြောခြင်းလို့ပညာစမ်းခြင်းလို့ဒုက္ခရောက်စေခြင်းလို့ကြောခြင်းလို့မိမတယောက်ကိုပဲခေါ်လာတာဖြစ်တယ်သူတို့ကိုးကားတဲ့မောရှိပညာတိကျမ်းထဲမှာမိမတယောက်တည်းမဟုတ်ပါဘူးယောက်ျားတစ်ယောက်ကသူ့မယားနဲ့မာယွင်းရင်တဲ့အဲ့ယောက်ျားရောမိမရောနှစ်ယောက်စလုံးကြောက်ကဲနဲ့ပြစ်တက်ခံရဖို့ဖြစ်ပါတယ်ကြောက်ကဲနဲ့ပြစ်တက်ခံရတယ်ဆိုတာကယူဒလူမျိုးတွေအတွက်အမတန်မှရှက်စရာကောင်းတဲ့အမှုအခုတက်တိလို့ပြောတယ်တနတ်နဲ့ပြစ်ခံရတာသူတို့မရှက်ဘူးဟိုတေလို့ကုမိသားစုဝင်တယောက်တနတ်ပြစ်ခံရလို့တေသွားတယ်ဆိုရင်တေသွားလို့ဝမ်းနေတာတခုပဲရှိတယ်မရှက်ဘူးဒါမဲ့ကုမိသားစုဝင်တယောက်ကုတိတယောက်ကြောက်ခဲနဲ့ပြစ်တက်ခံရရင်ဂျူးဒလိတ်ထုံတန်းအရာအမတန်မှအရှက်ရစရာအမှုဖြစ်တယ်ဆိုတော့ဒီမှာကတက်တက်ပညာစမ်းခြင်းလို့မိမတယောက်ကိုပဲခေါ်လာတာဖြစ်ပါတယ် gender ပိုင်းအနေနဲ့သိပြီးတော့နှိမ်ချနေတာခွဲခြားနေတာတော့မရှိပါဘူးအဲ့တော့နောက်တော်တော်များများအတွက်ကတော့ဒီကျမ်းပိုက်ကဘယ်မှာခွန်အားရစရာကောင်းတယ်လဲဆိုရင်ဘုရားသခင်ရဲ့မဆုံးနိုင်သောယေရှုတော်တရားသူတို့ကသခင်ယေရှုကိုတရားစီရင်စေခြင်းနဲ့သခင်ယေရှုကတရားမစီရင်ဘူးထိုင်ပြီးတော့ခေါင်းငုံပြီးတော့မိပြင်ပေါ်ကိုပဲသူကချစ်နေတယ်နော်ဒီလိုစာရေးတယ်လို့မျိုးနဲ့အဲ့တော့ tradition မှာကျမ်းစာတော့မရှိဘူးကျမ်းစာမှာတော့မပါပြီမဲ့ tradition မှာပါတယ်လဲဆိုရင်အဲ့တခင်ယေရှုကမြေကြီးပေါ်မှာသူရေးလိုက်တဲ့စာကဘာတွေလဲဆိုတော့အဲ့ဒီမှာအပြစ်ရှာနေတဲ့အဲ့ဒီကျမ်းပြုစရာနဲ့ Pharisee တွေရဲ့အပြစ်အားလုံးအဲ့ထဲမှာပါနေတာကိုတွေ့ရတယ်တဲ့အဲ့တော့ဝိုင်းအောင်ကြည်ရင်နဲ့ကြည်လိုက်တော့ဒီသခင်ယေရှုကဘယ်လိုစီရင်မလဲဆိုတာစောင့်ရင်းနဲ့ကြည်လိုက်တော့အဲ့မြေပြင်ပေါ်မှာကိုယ့်ရဲ့ပြစ်တွေပေါ်လာတာတွေ့လို့ဘာမှမပြောရတော့ဘဲနဲ့ပြန်လှည့်ကြတာလို့ tradition မှာ tradition ဆိုတာကကျမ်းစာတော့မဟုတ်ဘူးဒါပေမဲ့အစဉ်အလာပြောလာတဲ့စကားဆိုတော့မှန်ချင်မှမယ်မှန်ချင်လဲမှားမယ်ကျမ်းစာမဟုတ်တဲ့အတွက်တော့ကျွန်တော်အတီးယူလို့တော့မရဘူးအဲ့တော့အဲ့မှာဒီဇလံမှာကယေရှုတော်တရားဘုရားသခင်အမြဲတမ်းသားသမီးတွေကိုရှိတဲ့အတိုင်းအမြဲတမ်းလက်ခံတဲ့ဘုရားရှင်ရဲ့ယေရှုတော်နဲ့ကြီးမားတဲ့အနိုင်မဲ့တဲ့မေတ္တာအကြောင်းဒီအပိုင်းနေနဲ့လည်း
ဟောတာများပါတယ်အဲ့တော့ဒါတွေကတော့ဒီကျမ်းစာရဲ့ဒီကျမ်းပိုက်ရဲ့အရေးပါပုံလူကြိုက်များပုံကိုကျွန်တော်အနည်းငယ်ဝင်ငှတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ဒါမျိုးဒီနေ့မှာမသွားတော့ဘဲနဲ့ဘာကိုပဲပြောမလဲဆိုရင်ကျွန်တော်ရွေးချယ်ထားတဲ့အခန်းငယ်30နဲ့7မှာအဲ့ဒီမှာအဲ့ဒီဝိုင်းအုံနေတဲ့ဆရာကြီးတွေပေါ့နော်သူတို့ဒီတယောက်ပြီးတယောက်ထွက်သွားပြီးတော့ဘယ်သူမှတရားမစီရင်တော့အဲ့မှာခင်ရှိကတော့ခေါင်းငုံနေတာဘယ်သူကိုမှမကြည့်ဘူးအဲ့တော့လူတန်ဒီတိတ်မှာပဲသူကမော့ကြည့်ပြီးမှအဲ့မိမကိုစကားပြောတာနော်အဲ့တော့အချင်းမိမတင့်ကိုအပြစ်တင်တော့သူတို့ဒီအပယ်မှာရှိကြသည်နီမသိတာတော့မဟုတ်ဘူးပေါ့မေးတဲ့အခါမှာဒီဒီအမှုကိုဘယ်သူမှမစီရင်လောလို့မေးတဲ့အခါမှာသူမိမကဘယ်သူမှမစီရင်ပါဘူးကူတော့လို့ပြောတယ်အဲ့ဒါဆိုရင်ငါလည်းငါဒီလဲတင်အမှုကိုမစီရင်သွားတော့ go and sin no more သွားတော့နောက်ဇဲကိုမပြုတ်နဲ့ဘူးမိန့်တော်မူ၏မျက်လုံးထဲမှာမြင်ရောင်ပါတကယ်ယေရှုထိုင်နေတယ်ဒီမှာတော်တော်ဝမ်းသာသွားမယ်နော်ကြောက်ကဲနဲ့ပြစ်သက်ခံရမယ်အရေးကနေလွတ်မြောက်သွားတယ်အဲ့တော့သွားတော့နောက်တစ်ပတ်တွေ့စရာမပြုတ်နဲ့ဆိုတော့ထွက်သွားလိမ့်မယ်လူချင်းခွဲကြပြီဇလန်းကဒီမှာပြေးသွားပါပြီဒီနေ့ကျွန်တော်အိမ်စာပေးမယ်လို့ပြောထားတဲ့အတိုင်းပဲတခုပြောချင်တာကတော့တိတ်ပင်ပိုင်းလည်းပဲမိကွန်းထုတ်ပြီးတော့တို့စီဝေရုပ်သိမ်းယုံပါပဲရှိပါတယ်အဲ့တော့ဗာလဲဆိုရင် go and sin no more တော်လို့နောက်တစ်ဖန်တွေ့ဆိုင်မပြုတ်နဲ့နားရကြတယ်နော်လက်ခါနဲ့နော်ဒါဆိုရင်ကျွန်တော်ရဲ့မိကွန်းက questionကျောင်းသားတွေပိုင်တော့တော်လန့်ကုန်ပြီနော်အဲ့တော့အကယ်၍များအဲ့ဒီမိန်းမကထပ်ပြီးတော့မားလာခဲ့ရင်ဘယ်လိုလုပ်မလဲ What if the woman sins again အဲ့တော့ကျမ်းစာရကတော့ဇလန်းကဆုံးသွားပြီဟိုပြန်ခေါ်လာတာမျိုးမရှိဘူးဆိုတော့ဒီမိန်းမထပ်ပြီးတော့မမားတော့ဘူးလို့တော့ယူဆစရာရှိတယ်မားရင်ပြန်ပေါ်လာမှာပဲဒါမှမဟုတ်ဒီတကသူလဲသွားပြီနော်လူမတွေ့ရအောင်လှုပ်ချလိုက်တာလားမသိဘူးနော်ဘာဖြစ်တိဝက်ပဲဖြစ်ဖြစ်တကယ်မမတော့တာပဲဖြစ်ဖြစ်ဘာဖြစ်သူဇလန်းကတော့ဒီမှာမပါလာတော့ဘူးဆိုတော့မသိဘူးဟုတ်ပြီအကောင်းပဲတွေးလိုက်ရင် तू မမှားတော့ဘူးအမှားမကျူးလွန်တော့ဘူးကောင်းလိုက်တာ praise the Lord ပေါ့နော်အကယ်၍အမှားကျူးလို့ပြန်ပြီးတော့ကျူးလွန်ခဲ့မိတော့ဘာဖြစ်မလဲနော်ဒီလောက်နဲ့ပဲဆုံးတန်ကောင်းနည်းနည်းထပ်ပြောမလားနားလို့တော့ရပါပြီအိမ်စာတော့ဒါပါပဲအဲ့တော့ကျွန်တော်ခေါင်းစဉ်လည်းပဲဘာဖြစ်မလဲဘာလာမလဲမသိဘူးကျွန်တော်ကိုယ်တိုင်လည်းမသိဘူးမိကိုနဲ့ထွက်လာတာဖြစ်တယ်နော်အဲ့တော့မနေ့တုန်းကပပြူစည်းဝဲမှာလည်းပဲဝန်ပိုးတွေနော်ပူဆွေးတော့ကတွေစိတ်ဒုက္ခတွေအားလုံးပြီးပျောက်ကုန်ပြီထင်ပါတယ်ခုနဆရာပေါင်ပြေးလဲတခါထတ်ချပြန်ပြီဆိုတော့နော်တော်တော်လေးပေါ့ပါကြမယ်ထင်တယ်ဆိုတော့ဒီလောက်နဲ့ပဲပြန်သွားလဲရပါပြီလို့နော်အဲ့ဒါခေါင်းစဉ်question လေးနဲ့အဲ့တော့နောက်ထပ်တခါအဲ့ဒီမိန်းမမှားလာခဲ့သည်ရှိတော့ဘာဖြစ်မလဲတခင်ယေရှုဘာပြန်ပြောမလဲအေးထုံးစံတိုင်းပဲသွားလောနောက်တစ်ပတ်မမားနဲ့နော်အဲ့ဒါဆိုနောက်တစ်ခါပြန်မားလာရင်ကောသွားလောနောက်တာမမားနဲ့ပေါ့နော်ဖြစ်မလားပေါ့အဲ့ဒါလေးသိကျင်လို့ပါကျွန်တော်တယောက်တည်းအဖြစ်မထုတ်နိုင်တာတဲ့ဒီမှာလာသမျှလူတွေကိုဒုက္ခပေးဖို့ပေါ့နော်အဲ့လိုစဉ်းစားထားတာဖြစ်ပါတယ်လို့အဲ့တော့ပြင်မလားပြန်မလားအဲ့တော့အိမ်မှာပြင်မယ်ဆိုရင်ကျွန်တော်လည်းတယောက်ချင်းအိမ်တိုင်းစီမလာနိုင်ဘူးဆိုတော့နည်းနည်းပါးဖြေတဲ့နေရာမှာဟိုကျွန်တော်အဖြေထုတ်ပေးတာတော့မဟုတ်နော်ဖြေတဲ့နေရာမှာနည်းနည်းပါးဟိုအကိုကားလေးတွေပေါ့ commentary တို့ dictionary တို့ကြည့်တယ်လို့မျိုးနည်းနည်း suggestion ဟိုအကြံဉာဏ်ယူစရာရှိရင်နည်းနည်းပါးထပ်ပြောချင်တာတော့ရှိပါတယ်เนาะနားထောင်နိုင်မယ်ဆိုရင်အဲ့တော့ဒီမိခွန်းထွက်လာတယ်ဆိုရင်ပထမဆုံးစဉ်းစားရမှာကထပ်ပြီးတော့အမှားကျူးလွန်ခဲ့သည်ရှိတော့ထပ်ပြီးတော့ပြစ်မှားခဲ့သည်ရှိတော့ဆိုရင်ဒါဆိုကျွန်တော်တို့
အဲ့ဒီအဖြစ်ထုတ်ဖို့အတွက်ပထမလိုအပ်မဲ့ခြေလှမ်းကတော့အပြစ်မှားခြင်းဆိုတာပါလေအဲ့တော့ကျေးဇူးတော်ကြောင့်ဒီမနေ့ Bible study မှာကြားလားမသိဘူးအပြစ်ဆိုတာဆိုပြီးတော့ဆရာဟောသွားတယ်မမေ့တော့ဘူးနော်ပြစ်ဆိုတာဒီနေ့ Bible study အခန်းကြီးဘယ်လောက်လဲယောဟန်တော့မှမှာနေနော်ယောဟန်ကိုကျွန်တော်10ပဲရောက်သေးတယ်နော်အဲ့လောက်ထိကြော်ပေးထားတာအဲ့တော့ကိုယ်ထဲမှာအပြစ်ပါတယ်လေမြတ်တို့ခိုးတာထိုးတာကြိတ်တာနော်အတင်းတုတ်တာအချင်းချင်းအတင်းတုတ်တာကစမကောင်းဘူးလို့ထင်တဲ့အရာမှန်သမျှဒီလည်းမကောင်းပါဘူးအဲ့ဒါအတိကအထက်ကလာတဲ့ဗါတဲ့လေရှင်းလို့ပြောသွားတာဆိုတော့မာနကြီးခြင်းနော်မာနကြီးပြီးတော့ဘုရားသခင်နဲ့ဝေးကွာစေတဲ့အရာကမာနကြီးခြင်းမာနကြီးတော့ကုကောင်းတယ်ထင်တော့ပူဝေးသွားတယ်နော်အဲ့လိုပုံစံမျိုးပြောသွားသလားလို့ကျွန်တော်ပဲမှားတာဖြစ်မှာပါကြည်ရသိပြီးတော့အဲ့တော့အပြစ်ဆိုတာပါလေဆိုတော့ပြစ်မှားမှုများစွာရှိပါတယ်အဲ့တော့တခုပြောရရင်ဂါလာတိအခန်းကြီး9ထဲမှာဝိညာဉ်အသီးနဲ့ဇာတိပဂရိအကျင့်နှမျိုးခွဲပြီးတော့ပြောထားတဲ့အခါမှာအခန်းကြီး9အငယ်19 21မှာတော်တော်လေးဖတ်လို့ကောင်းတာတွေတွေ့ရပါတယ်အပြစ်ပြစ်မှားမှု12မျိုးလား13 15မျိုးလောက်တင်တယ်ရေးထားပါတယ်ပထမလာတာကတော့ blind ကြီးပဲသူ့မယားကိုပြစ်မှားခြင်းခုနဒီယောဟန်ရှင်ယောဟန်အခန်းကြီး10ကအမျိုးသမီးနဲ့ထပ်တူနေတယ်နော်အဲ့လိုဟာမျိုးလာတဲ့အခါမှာမာယွင်းမှုကများစွာရှိနေတယ်အဲ့တော့သခင်ယေရှုကတော့ပြောတယ် go and sin no more နောက်ထပ်တူစရာမပြုနဲ့အဲ့တော့တူစရာဆိုတာဒီမှာပြုစရာတွေကတော့မျိုးစုံရှိတယ်15ခုအလွယ်လေးတွေ့လို့ရတယ်အဲ့ဒါဒီအသေးစိတ်မတင်တော့ဘူးเนาะအဲ့ဒါဒီတီးလဲတိတ်တော့မလိုပါဘူးမတီးလဲလုံနေကြတာပဲဆိုအဲ့တော့အဲ့ဒီတဲမှာဆိုလိုတာကပြစ်မှားစရာတွေကတိတ်များနေတယ်များနေတဲ့အခါမှာကျွန်တော်ဥပမာတစ်ခုပြောချင်တယ်ဂျုံကြိုက်လို့အိန္ဒိယမှာအစင်တန်ခွဲကြတာစမြင့်စနေ case system ဆိုတာရှိတယ်နေရာတိုင်းမှာလည်းအခုကျွန်တော်တို့စင်တန်ခွဲကြတာတွေတွေ့ရတယ်အိန္ဒိယတော့စံပြလို့ပြောရမလားအဆူဆုံးတဲမှာအဲ့တော့စမြင့်စနေတော်တော်လေးဆိုးတယ်တလောကပဲဒီနေ့တနင်္ဂနွေနေ့အရင်တပတ်တနင်္ဂနွေနေ့မေလ20ခွန်လား6လားအဲ့နေ့မှာဒီလိုဒါလစ်လို့ခေါ်တဲ့အစစ်အနှိမ်ဆုံးကောင်လေးတယောက်နဲ့သူ့ထက်တစ်စစ်မြင့်တဲ့ကောင်မလေးတစ်စစ်မြင့်ဆိုတာဆက်ရသူတို့ချစ်ကြိုက်ပြီးတော့အားလုံးယုံကြည်သူပဲနှစ်ယောက်စလုံးအဲ့တော့သူတို့ယူကြတယ်ယူကြတော့ကောင်မလေးဘက်ကသဘောမကျဘူးဒါလစ်ယောက်ျားဆိုအနှိမ်ဆုံးလူထဲမှာမပါဘူးအဲ့ဒါသူတို့ရဲ့သမီးသူတို့ရဲ့ညီမကအဲ့ဒီအနှိမ်ဆုံးယောက်ျားတယောက်ကိုယူလိုက်တာသူတို့သဘောမကျတော့ဖြည့်ရှင်းတဲ့နီလန်းကသူတို့သမီးကိုအိမ်ခေါ်သွားတာမဟုတ်ပဲနဲ့အဲ့ဒီကောင်လေးကိုပွားဆွဲပြီးတော့ဆွဲထုတ်ပြီးတော့မြို့ပြင်ဘက်ကိုခေါ်တော့ပြီးတတ်ပစ်ကြတယ်တရင်ထဲမှာပါလာတယ်အဲ့တော့အဲ့ဒါခရစ်ယာန်တွေနော်အဲ့လောက်ထိတော်တော်လေးဆိုးရွားတယ်အဲ့တော့အိန္ဒိယမှာဆိုရင်ဟိန္ဒူပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်အဲ့ဒါတွေကအတွေ့အထားတဲ့မရောက်ပဲနဲ့သူတို့ရဲ့ဇက်မြင့်ဇက်နင်းကပဲဒီကူလုံးကိုလွှမ်းမိုးထားတဲ့ပုံပဲအဲ့တော့တော်တော်ဆိုးတယ်အဲ့တော့မနေ့တုန်းကကျွန်တော်အိန္ဒိယဘင်္ဂလားကိုရောက်သွားတယ်ရောက်သွားတဲ့အခါမှာ Vista ဆိုတဲ့ campus တစ်ခုထဲမှာတည်တယ်အဲက60လောက်ရှိတယ်တောတောင်ဝူစာပေါ့ဟိုတဘာဝတိုင်းတစ်ပင်တွေခြုံပုတ်တွေရှိအောင်လုပ်ထားတယ်နောက် campus Bible camp တို့ meditation camp တို့ဘာလို့လုပ်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်တဲ့အတွက်တန်းရတွေအိတ်ဆောင်တွေနေရာဝူစာပေါ့တစ်စက်တည်းမဟုတ်ဘဲနဲ့ဟိုကြောင်ဒီကြောင်မှာပေါ့နော်တစ်ပင်တွေကြားထဲမှာစောက်ထားတယ်တော်တော်လေးလှတယ်တခုအဲ့ဒီမှာအဲ့ဒီဆရာကြီးရှင်းပြတာကထမင်းစားတဲ့အခါမှာကုပကံကူစေးရတယ်ကုပကံကူစေးရတဲ့အခါမှာဒါကတော့ကျွန်တော်ကချင်းတွေးမှာပေါ့ဒီကိမှာခေစားတဲ့ service learning ပေါ့နော်ဒါ service ကိုတင်ယူခြင်းလို့ထင်ကြမယ်မှန်ပါတယ်ဟိုအမှားမရှိဘူး service ဘယ်လိုစောက်ရမယ်ဆိုတာကိုတင်ယူခြင်းဖြစ်တယ်ဒါပေမဲ့သူဆက်ရှင်းပြတာကတော်တော်လေးပိုလေးနဲ့တယ်
ဘာလဲဆိုရင်အိန္ဒိယမှာဇက်မြင့်ဇက်နှင်းတိတ်ကြီးထွားတဲ့အခါမှာတိတ်ပြင်းထန်တဲ့အခါမှာဥပမာစားတောက်ဆိုင်မှာအစားတောက်တစ်ခုခုမှားလိုက်ရင်အဲ့ဒီမှာသမင်းပွဲလာချပေးတဲ့စပွဲထိုးနဲ့စားတောက်ပြီးလို့ပကံပြန်သိမ်းတဲ့စပွဲထိုးမတူဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဟိန္ဒူရဲ့အယူဆမှာသမင်းဆိုတာသမင်းပွဲဆိုတာစားတောက်ပြီးရင်အဲ့ဒီကျန်တဲ့ဥခွက်ပကံတွေကညှိုးတယ် unclean ဖြစ်တဲ့အတွက်ဒီစပွဲကိုသိမ်းဖို့အတွက်အောက်တန်းအကြဆုံးဇက်အနှင်းဆုံးလူကမှပဲသိမ်းမယ်ဆိုတော့လာချပြီးတော့ကအစင်ပူရှိတယ်စားပြီးတော့အဲ့ဒီအစင်ကမသိမ်းတော့အနှင်းဆုံးလူတွေကလာသိမ်းသွားတာဖြစ်တယ်တဲ့ကျွန်တော်တို့အမှတ်တမဲ့ပေါ့နော်အဲ့တော့ကျွန်တော်အင်ရှင်ဆရာကြီးကရှင်းပြတယ်အဲ့ကြောင့်အဲ့ဒီ wisdom လူချင်းခွဲခြားမှုဖျားမကြိုက်တဲ့လူချင်းခွဲခြားမှုပပျောက်မှုလှုပ်ရှားတဲ့အနေနဲ့ပကံကူစားတဲ့ပကံအားလုံးကိုယ်တိုင်ကူစီးရတာဖြစ်တယ်ဒါကဇက်အနှင်းဆုံးလူတွေမှစီးရမှာမဟုတ်ဘူးဆိုတဲ့သဘောအဲ့ဒီလှုပ်ရှားမှုနဲ့စီးခိုင်းတာဖြစ်တယ်ဆိုပြီးတော့ရှင်းပြတယ်အဲ့တော့တော်တော်လေးကောင်းတယ်ကျွန်တော်မနေ့ကပကူးကနေပြန်လာတယ်ပကူးမှာ2ရက်ပေါ့နော်အမစ်တာစင်တာဆိုတာရောက်ပိုးတဲ့သူတွေရှိမှာပါအဲ့ဒီမှာလဲကုပကံကိုစေးခိုင်းတယ်သူတို့ဘယ်လောက်ထိအနိတာရနောက်ွယ်မှာနဲ့တလဲတော့မသိဘူးမမေးလိုက်မိလို့ကျွန်တော်အိန္ဒိယမှာတော့တေချာလေးမေးလိုက်လို့သူ့ရဲ့နဲ့မှုအနိတာရကတော့ဒါဇက်နှင်းဇက်မြင့်အဲ့ဒါကိုစန့်ကျင်တဲ့သဘောဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအရက်မူးရင်စေးလိုက်တောက်ရင်အောင်းပါအဲ့ဒါတွေကမကောင်းမွေးစီဝါသုံးဆွဲရင်ခိုးရင်ဝက်ရင်တတ်ရင်အပြစ်လုပ်တယ်လို့မြင်တယ်မှန်လဲမှန်တယ်ဒါမဲ့ချစ်ချင်းလဲလူတတ်တာလဲမဟုတ်ဘူးမူယူတာလဲမဟုတ်ဘူးဒါမဲ့အစင်ခွဲခြားတာတို့ဘာတို့လဲအမှန်တမ်းဆိုးရွားတဲ့အပြစ်တွေထဲမှာပါနေတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့သွားတော့နောက်တစ်ပန်ဒုစရိုက်ကိုမပြုတ်နဲ့လို့ပြောတဲ့အခါမှာဒါတွေလဲပါနေပါလားဆိုတာကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့ကျွန်တော်ပြောလိုက်တာဖြစ်ပါတယ်မိခွန်းဖြည့်တဲ့နေရာမှာပေါ့ခုနကကျွန်တော်မိခွန်းပေးတာမှတ်မိကြတယ်နော်မိခွန်းဖြည့်တဲ့နေရာမှာဟုတ်ပြီနောက်တစ်ပန်ကျူးလွန်ခဲ့သည်ရှိတော့ဘာဖြစ်မလဲလို့ကျွန်တော်မိခွန်းထုတ်ထားတဲ့အခါမှာဖြည့်ဖို့အတွက်အထောက်ကိုပြုဖို့ပေးလိုက်တာဖြစ်ပါတယ်လို့နံပါတ်1အချက်တော်ရှိသွားပါလားဒီပဲရှိသေးတယ်နော်နံပါတ်2စူးစမ်းပြောကြည့်မယ်တိတ်ကြရင်နံပါတ်3မပြောတော့ဘူးနော်နည်းနည်းအတူချုံနိုင်တော့4ထိလောက်ပြောမယ်အဲ့တော့နံပါတ်2ကတခင်ယေရှုရဲ့တောင်းပေါ်ဒေသနာတော်တော်လေးကောင်းတယ်အဲ့တော့ခွန်အားယူကြတာကတော့blessed are the poor in spirit blessed are the meekness နော်မင်္ဂလာတရားတော်တွေပေါ့ကောင်းချီးရကြတဲ့နော်သူတွေဖြစ်တယ်ဆိုတဲ့ဟာဒါမဲ့အဲ့မှာစစ်ပါတာကတော့မောရှိရဲ့ပြည့်ညတ်တိကျမ်းကိုသူကချိုးဖြက်တာစန့်ကျင်တာမဟုတ်ဘဲနဲ့ပြည့်စုံစေတာလို့သူရှင်းပြတဲ့အထဲမှာဘာပါလဲဆိုရင်မောရှိပြောတာကလူတယောက်ကတခြားလူတယောက်ရဲ့သွားကိုချိုးမိတယ်ဆိုရင်မျက်လုံးကိုပျက်စီးစီမိတယ်ဆိုရင်အစားထိုးပြန်ရော်ရမယ် an eye for an eye a tooth for a tooth ပေါ့နော်သွားတစ်ချောင်းသွားချိုးမိရင်ကိုလည်းသွားတစ်ချောင်းလည်းပြန်ချိုးခံရမယ်ဒါကြည်ရောနော်ဒါမဲ့သူပြောတာကတကယ်ဆိုရန်သူကိုတောင်ချိရမယ်နောက်တကမပြစ်မှားနဲ့သူ့မရကူမပြစ်မှားနဲ့လို့မောရှိပြောတယ်ငါပြောတာကတော့တမက်သောစိတ်နဲ့ကြည့်ရင်အဲ့ဒါပြစ်မှားတာလို့ပြောတယ်ဘယ်သူလို့မလဲ go and sin no more လက်တွေ့ကြပါမှာနော်စမုန်ခံလက်တွေ့ကြမှာတမက်သောစိတ်နဲ့ကြည်မိရင်တောင်မှပြစ်မှားတယ်လို့တကယ်ယေရှုပုံမှန်လို့ပြောမှာဥပဒေထွင်လိုက်ပြီဆိုတော့လွတ်မဲ့သူကမရှိဘူးအဲ့လောက်ခက်ခဲတဲ့ဥပဒေကိုထွင်လိုက်တဲ့ပြဋ္ဌာန်းလိုက်တဲ့တကယ်ယေရှုကသွားလို့နောက်တစ်ပန်တူစရိုက်မပြုတ်နဲ့လို့ပြောပြန်ရောဖြစ်နိုင်ပါမလားပေါ့နော်အဲ့တော့ဒါလည်းမြေခွန်းဖြေတဲ့အခါမှာထည့်သွင်းစဉ်းစားဖို့နော်ကျွန်တော်လည်းဖြေသိမသိဘူးမြေခွန်းထုတ်တာပဲတတ်တယ်နော်နံပါတ်2တယ်နော်နံပါတ်3သွားရင်ရမလားနံပါတ်3သွားလိုက်မယ်နော်နံပါတ်3မှာကြတော့ခုနလည်းနည်းနည်းလောက်ပါပြေးသွားပါပြီတခင်ယေရှုโอเคနောက်တခါမမားနဲ့လို့ပြောပြီးမဲ့မားပြီးတော့
ပြန်လာရင်ကောဟုတ်ပြီခွင့်လွတ်လိုက်မယ်သွားပြီးတော့နောက်တစ်ပတ်မားနေပေါ့ပြန်လာပြီဟုတ်ပြီသွားပြီးတော့နောက်တစ်ပတ်မမားနေပေါ့နော်အချိန်ပေါင်းများစွာမကြီးမတွက်နိုင်အောင်ခွင့်လွတ်နေမလားပေါ့နော်အဲ့တော့မာသဲအခန်းကြီး28နှစ်မှာပါရာကတော့ရှင်ပြည်တူပဲတင်ပါတယ်သူမေးလိုက်တယ်ကျွန်တော်ရဲ့ငေကူတယောက်ကငေကူဆိုတာကဒီသွေးသားတော်ဆက်တဲ့ငေကူမဟုတ်ဘဲနဲ့ယုံကြည်ခြင်းတူတဲ့ငေကူတယောက်ပေါ့နော်ကကျွန်တော်ပေါ်မှာပြစ်မှားရင်ဘယ်နှချိန်အထိခွင့်လွတ်ရမလဲနော်အဆုံးထိတော့ခွင့်မလွတ်နိုင်ဘူးပေါ့နော်တစ်ချိန်နှစ်ချိန်ကျွန်တော်တို့အများဆုံးသုံးတာဘယ်နှချိန်လဲ3ချိန်ငါတီးကနာ3ချိန်ရှိပြီနော်မရတော့ဘူးနော်နောက်ထပ်တိုးလိုက်တော့ဖြစ်နိုင်တာတော့ကျမ်းစာထဲမှာလဲချိန်3တဲ့နံပါတ်1ခု9ချိန်နော်9ချိန်တက်တော့ပို့လောက်ဘူးပေါ့နော်အဲ့တော့9ချိန်ထိတိုင်အောင်ခွင့်လွှတ်ရမလားနော်ပီတယူရဲ့လေတန်ကတော်တော်လေးကို9ချိန်ဆိုတော်တော်များနေပြီဘယ်နှချိန်ထိခွင့်လွှတ်ရမလဲ9ချိန်ထိတိုင်အောင်ခွင့်လွှတ်ရမှာလားလို့မေးလိုက်တာအဲ့တော့တကယ်ယေရှုပြန်ပြေတာကတော့90အချိန်90လီ9နော်70 times 7အဲ့တော့အတိအကျတွက်မယ်ဆိုရင်တော့90ခုနဲ့မြောက်လိုက်ရင်ဘယ်လောက်လဲသင်္ချာမိခံရမယ်မထေလို့ဘုရားကြောက်လာတက်တာနော်အဲ့တော့9လေး40ကို490ချိန်ဟုတ်ပြီမှတ်ထားလိုက်ဒီနေ့တစ်ချိန်ခွန်းလွတ်လိုက်တဲ့2ချိန်3ချိန်နော်490တက်မကျော်စေနဲ့ပေါ့ဆိုတော့တကယ်ယေရှုဆိုလိုတာကတော့နေ့စဉ်မဆုဒီယာရီမှာတစ်ချိန်2ချိန်3ချိန်နော်ညီဆက်ဟိုနေ့ကငါ့ကိုဆဲတာတစ်ချိန်နော်ဟို2ချိန်3ချိန်တေးကြလေးမှထားပြီးမှ490ထိအဲ့ဒါကြော်ရင်တော့မရတော့အဲ့လိုမျိုးပြောတာမဟုတ်ပဲနဲ့အချိန်ချိန်နော်ခွင့်လွတ်ရဘယ်တော့မှအပြစ်မယူရဘူးနော်လွယ်တော့မလွယ်ဘူးလေသူပြောလို့ပြန်ပြောတာပါနော်ဒီမှာဖတ်မိတာကိုပြောတာအဲ့တော့အဲ့လိုဆိုတော့ဒီယေရှုကချိန်ခွင့်လွတ်ရမယ်ဆိုမှားမိပါတယ်သွားတော့နောက်တစ်ပတ်မပြုတ်နေပေါ့ပြန်ရောက်လာသွားတော့နောက်တစ်ပတ်မပြုတ်နေပေါ့သွားတော့နောက်တစ်ပတ်မျိုးသွားတော့နောက်တစ်ပတ်အဲ့လိုမျိုးလုံးမှာလားပေါ့နော်ခုနကျွန်တော်ပြောတဲ့ရှင်ပီတီယူနဲ့သူတို့ရဲ့အမိဖြူကျင့်တော့အဲ့လိုပဲဖြစ်မယ်လို့မထင်ဘူးလား go and sin no more လို့ပြောပေမဲ့မှားပြီးတော့ပြန်လာရင်တော့အားလုံးကြားဘူးနာဝကြားဘူးပြည်သားဖြစ်မှာပါကျွန်တယောက်အစီခံတယောက်သူတခင်ရဲ့အကျွေးကိုမဆက်နိုင်ဘူးညာဆိုငွေအခွတ်သိန်းနဲ့ဒီနေ့နဲ့ဆိုဘယ်လောက်ရှိမလဲတော့မတွက်တော့အဲ့ဒါကြီးအတိကမဟုတ်အများကြီးပေါ့နော်အများကြီးအကျွေးတင်တယ်အများကြီးကျွေးတင်တဲ့အခါမှာမဆက်နိုင်ဘူးမဆက်နိုင်တဲ့အတွက်သူမျက်ရည်မခွက်နဲ့တောင်းပါနဲ့အဲ့တော့ဘယ်လိုလုပ်မလဲပေါ့ဟိုကအရေးယူတော့မယ်ဆိုတော့မလုပ်ပါနဲ့ကျွန်တော်စူးစမ်းပြီးတော့ဆက်ပါမယ်ပေါ့အဲ့ဒါတခင်ကတနာလို့ဒါဆိုရင်လဲတပြားမှမဆက်နဲ့ဖြစ်ပြရောနော်အဲ့တခင်ကလည်းအဲ့တော့ငွေအခွတ်သိန်းတပြားမှမဆက်စရာမလိုရတယ်မျိုးကကိုချင်းစားတယ်ဆိုအဲ့အစီကလည်းပြန်လာပြီးတော့ကျွေးကင်းသွားပြီအဲ့ဒီမှာသူ့လို့ဖော်ဆောင်ပဲတယောက်သူ့စီမှာဘယ်လောက်လဲမသိဘူးဒီနာရီတပြားဆိုတာငွေခွတ်သိန်းနဲ့ဘယ်လောက်ကွာတယ်လဲတော့မသိဘူးနော်တော်တော်တော့ကွာမှတည်ကြတယ်နော်တပြားတဲ့ကျွန်တော်ထင်တာ9ပြားလောက်နဲ့ငွေ7သိန်းလောက်ကွာတယ်လို့ကွာမယ်ထင်တယ်အဲ့တော့အဲ့မှာသူ့စီမှာ9ပြားလောက်အကျွေးတင်တဲ့သူတယောက်သူ့လို့ဖော်ဆောင်ပဲဟေးငါအကျွေးဆက်ဆိုတော့တကယ်ချင်းစောက်မအောင်ကွာခဏစင်မပြေတော့မရအောင်နော်မင်းကုချင်စမဆိုင်ကတရားဆွေးမယ်ထောင်ထဲချမယ်ဆိုစကားမှာထောင်ထဲသွားချလိုက်တယ်အဲ့ဒါကိုကြည့်ပြီးတော့သူတို့ရဲ့တခြားလို့ဖော်ဆောင်ပဲတော်တော်လေးကိုဒေါသထွက်ကြတယ်ခုနတုန်းက3သိန်းလောက်ခွလွတ်ခံရတာကိုလည်းသူတို့သိတယ်အခုသူခွမလွတ်နိုင်တာ9ပြားလောက်လို့ဖော်ဆောင်ပဲဆိုတော့သိတော့သူတို့တခင်စီမှာသွားပြီးတော့ report သွားတိုင်တန်းကြတော့အဲ့မှာတခင်ကသူ့ရဲ့စီရင်ချက်ဆုံးဖြတ်ချက်ကိုပြောင်းလိုက်တယ်ပြောင်းလိုက်တော့ဘယ်လိုလုပ်လဲဆိုတော့ခုအပြစ်ခွလွတ်ခံရပါလျက်ခုစီမှာတင်တဲ့သူများအပြစ်ခွမလွတ်တဲ့အတွက်နော်ပြန်ပြီးတော့ခွင့်ရည်တွေပြန်ရုပ်သိမ်းတယ်သူကထောင်ထဲပို့လိုက်အဲ့ရှိသမျှအကုန်သိမ်းလိုက်တယ်ဆိုတော့ဒါတခင်ယေရှုပြောတဲ့ဥပမာပုံဥပမာအပေါ်မှာအချိန်ချင်းခွင့်လွတ်ပါ
a coup jaro Mayao the Jing Bayard, no? The Jing Mayab Jambu. So go and see no more ma Pian Marline Blue, you blue Pian Pimale, no? Quailway Sanjin de Yari, Tau Piara Pipare, Dinepi Tobulo Chingdo, Malau Lauma Mahobabu. Anima Jeru, the D tabu now to Chile Piogene, that number lim hotel, no, number don't take a vessel Pioni up today. Moshi, Tumature Moshi. Kabama Muibu the Mialuri Tema she solo, Janzaga, Tamatare Moshiga, Tuga Lumeti out in there, Kush, Ethiopia Lumula Matthew, no? Amatore ma, Idia Lumuri Uzang in it. Papitolo Matthew. Janzale Tamaido. I Kush multimedia would do you like it. You like to a ma, Miriam ne, to a go. Ayodoga Wepane, Below Gambu, Elumayu Gambu. Mayu Gambu so that Jam Piachele Emma Mayitao. Pinida Garo, Idila Lumio who dead dread. Lumetio Pit dead dread. Damamo, Canam Pipetore Kama, Pandai Timiao Dibu, Alumema to Ziporala. To Mima Shibida, Moshiga, median, amuse media. Ero, Dutiamio, Usia, Malobudi, Tore Mabona. Aluha mu to cook up Chileme. To a mane to a goga, way pando. Anima Payadiking a moshi pelite. Ero Moshi be a man tabiro, and way pande Miriam ga lemma a bale and a new and a pau pirona. I look at Dore, look, Janzarema pie. Ero Erago you biro. Erago you bro, Dini to Churia, Gugu, Moshi look. Tinjare to relationship Janyo, no? To do Balolo, Paya Mayu boo. To do to Kuku Lolo, a pit Latine to Rigabe, a pit Piancayame. To do Jaro, a malo de Tru Jaro, Payatikin, ye, pit dancing Jimakaya, Bulo, Tinde Luri, sheep Janyo, Jombula Madu. So Elu, a teacher moving down sin to Yuma Jombuloba. Through a moshi send loud bones and mune, Piatikine, Jaya, set to it to remove, to repeat to load a movement, the Miaga. Macau in Dauma Piatikin up to Mayubu, Jandeluri, Galebe to a Pocalo, Maya. Poca show Chare Lube Kayam. Eluham you, Pide Luribono. Bama Tilo Mayare. Oh, Pire, Da Pitana Pire Ponsamio, do Pire Ponsamio, a pit Pire, no? Pomione, Jero Krian, a dream matauma, a Kali Pola Talo, no? Arale, Jero, Tetuin, Sensazia, Shimalalo, no? Dima, tap your light up, Chipare, go and see no more. Look your Gama, the Gelo Malai, against you blue Jampimele. Moshi Jaro, Tukune, Tuma, Twatilo Miao. Dame Kuching Moshi, Shidala, Bono, Ramule, Tetuin, Sinzabu, Yolura Pibare. Send to Yuma the Kuga. Don't get any bonus at don't say Laudoga, at the end of the Bama. Ewing Gilisia, through Tewin Kandare, Sia the Bashire, Torolile Omine, Edima, Tuga Cansulo Bono, Pitat Bare. Oh, take oh now, Amatane, Mutimidione, my own Piro, Bodore, Luti Doro, 2 year license, think I am. Matule Pia Alayare, Dame 2 year culture, much as a Gali to Kuaro. Oh, a thing or ringa, we think Pomias or Pound like that. Lugiri, yeah, a pit, not a pit, Puchilo Pima, Bebo, no. So, Oza, Mimane Mayon, that's a port in GP there. That Tutomiaga, a pillow betching you like it. We did the Gondora Jaro Luriga, Ara Jaro, Kajuna Jadalam, Timbo Miazo, Badobi, Luri, Lumwe Teddy Uzadia. A pillow Tamadegama, Jeretamache de Gadali, near the Chumato of Pintan Piro, near the Chumato, your yere, Surale, Tuyare.
Ero taking issue below Piam Chimale, Bono. A Mikun, Ima Piansinza Buba, era number leap Pido Babi, number two Pido Babi, I to Rome, number lay Sebio Limeno, number lay Majaro, Jambian the Kuga, Hebrew Chansa Rema, a kanji send it and a Chama Pavare, Pearikin ga Chiddo to Chiddo Damia. သူရဲ့သားသမီးလို့သူအတိအမှတ်ပြုတဲ့သူတွေကိုတဲ့ဆုံးမတယ်တဲ့နော်အဲ့တော့အင်္ဂလိပ်လို God disciplines the ones he loves and chastise he accepts as sons ဆိုဟိုတုန်းကရေးထားတာမို့လို့ဒီခိရင်တော့တောထားလဲပါမှာပါနော်သားကိုပဲပြောတာမဟုတ်ပဲသမီးလည်းပါပါတယ်သားသမီးတွေကိုပြောတာဖြစ်တယ်ချစ်ရင်ဆုံးမတယ်တဲ့သားသမီးကဲတော့သူသဘောထားတဲ့သူတွေကိုသူဆုံးမတယ်လို့ပြောတဲ့အခါမှာမှားရင်ဆုံးမမယ်ဆိုတဲ့ကြံချက်စကားတစ်ခုလည်းရှိပါတယ်အဲ့တော့ငါဖျားချစ်တဲ့သားပဲငါလုပ်ရင်ဘာမှမဖြစ်ဘူးဆိုတာမျိုးကမဖြစ်နိုင်တယ်လို့ဒီကြံပိုက်ရသိနိုင်တယ်ဆုံးဖြတ်မှာတော့အိမ်ရောက်မှာပဲဆူတောင်းစက်ကပြောတော့ဘုရားဘယ်လိုဖြေပေးမလဲပေါ့နော်ဒါတော့ကြံပိုက်တစ်ခုကျွန်တော်ပေးတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးမှာကျွန်တော်နံပါတ်5မှာကြတော့နောက်ဆုံးဆိုရင်အားလုံးလဲလမ်းစမ်းလာတယ်ပေါ့လေဆိုတော့ဒီယောဟန်ထဲမှာပဲအစမှာနှုတ်ကပတ်တော်အကြောင်းပြောတယ်တခင်ယေရှုအကြောင်းကိုမိတ်ဆက်တဲ့နေရာမှာဘယ်လိုပြောလဲဆိုရင်အဲ့ဒီလူစားတိခံယူတဲ့နှုတ်ကပတ်တော်ဟာတဲ့ကျွန်တော်တို့အထဲမှာလာပြီးတော့နေထိုင်ခြင်းကိုသွားပြီးတော့သူဟာတဲ့ယေရှုတော်နဲ့၎င်းအခန်းကြီးအငယ်14မှာယေရှုတော်နဲ့၎င်းသစ္စာတော်နဲ့၎င်းပြည့်စုံလေတဲ့ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍တဲ့နော်ခရစ်တော်၌တပါးတည်တော်သားတော်ဘုံကဲ့သို့သူ၏ဘုံတော်ကိုငါတို့သည်မြင်ရကြပြီတခင်ယေရှုရဲ့ဂုဏ်လက္ခဏာဂုဏ်အင်တတိဂုဏ်တတိကဒီနေ့ဆရာကြီးပြောသလိုနှစ်ခုပေါ့နော်ဘာသာတရားမှာနှစ်ခု form နဲ့အနိတ္တရနဲ့ပေါ့နော်အဲ့တော့ပြင်ပတရာနဲ့အတွင်းတရာဒီမှာတခင်ယေရှုရဲ့ဂုဏ်တတိမှာလည်းပဲဘာရှိလဲဆိုရင်တစ်ဖက်ကဂျေဇုတော်အနိုင်မဲ့အမတန်မှကြီးမားတဲ့ဂျေဇုတော်တစ်ဖက်မှာကြတော့ရည်ရောလို့မရတဲ့ဈေးလျှော့လို့မရတဲ့သစ္စာတော်ရှင်းနေအဲ့တော့တပြားသားမှမလျှော့နိုင်ဒီဘက်မှာကြတော့လုံးဝနိုင်လို့မရအောင်ထုတယ်ကြီးမားတဲ့ဂျေဇုတော်ဒီနှစ်ခုရှိပါတယ်ဆိုတော့အမှားပြုတ်ပြီးတော့ပြန်လာရင်ကျေးဇူးတော်တရားနဲ့တော်၎င်းသစ္စာတရားနဲ့တော်၎င်းပြည့်စုံတဲ့တခင်ယေရှုကဘယ်လိုပြန်ပြင်မလဲပေါ့နော်ဒါလေးလည်းထက်စဉ်းစားစရာဖြစ်လိမ့်မယ်ဆိုပြီးတော့ဒီနေ့ဝင်ကလိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အမျိုးသမီးထပ်မားလာရင်တခင်ယေရှုဘယ်လိုပြန်ပြင်မလဲဆိုတဲ့မိခွန်းရဲ့ရှင်းပြချက်နော်အဖြေပေးတာမဟုတ်ဘဲနဲ့မိခွန်းကိုပြန်ရှင်းပြလိုက်တာဒီတင်ပဲပြည်စုံသွားပါပြီလို့ကျေးဇူးတင်ပါတယ်အဲ့တော့တယောက်စီတဲ့အတွက်တစ်ခုပေါ့နော်ဘုရားသခင်ရဲ့အတန်တော်စကားတော်နီးတော်လမ်းတော်ပေါ့တစ်ခုရရှိနိုင်ဘူးဝိညာဉ်တော်ပါဝင်ပြီးတော့ကောင်းချီးပြီးဖို့အတွက်ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ခုချိန်မှာဆက်လက်ပြီးတော့ပွဲတော်ဝင်ဖို့ဖြစ်ပါတယ်လို့အဲ့တော့ပွဲတော်မှာပါဝင်ကူညီပေးမယ်တင်တော်လူကြီးပဒုံနဲ့ပမာန်ကိုလည်းယေရှုနာမ၌ဖိတ်ခေါ်လိုပါတယ်